ကောင်းမှုဆိုတာလောက်ရမယ်ကုသိုလ်ကောင်းမှုဟာဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ကိုယ်တဏ္ဍာမှာကုသိုလ်ဖြစ်အောင်ကြိုးစားဘာကြောင့်ကြိုးစားရတယ်လဲဆိုလို့ရှိရင်ကုသိုလ်ဟာချမ်းသာဒုက္ခကိုပေးနိုင်တာဖြစ်တယ်အဲ့ဒီချမ်းသာဒုက္ခကိုဘယ်သူကပေးနိုင်တယ်လို့ဆိုကုသိုလ်ကံကမှပေးနိုင်တယ်ဘဝတစ်ခုမှာဒီအောင်မြင်ချီးပွားဖို့ဆိုတာကုသိုလ်ကောင်းမှုရှိမှလုပ်လို့ရတယ်ပေါ့ဆိုပါစို့ကျမ်းမာတန်ဆွမ်းပြီးယောဂကင်းတဲ့ဘဝမျိုးဆိုတာအမေကပေးလို့မရဘူးအဖေကပေးလို့မရဘူးကုသိုလ်ကံကသာပေးတာဒါကြောင့်မလို့မိသားစုထဲမှာတချို့ကကျမ်းမာတယ်တချို့ကမကျမ်းမာဘူးတချို့ကချမ်းသာတယ်တချို့ကမချမ်းသာတချို့ကအသက်ရှည်တယ်တချို့ကအသက်တူဆူကြုံနေဖြင့်ကွဲသွားတာဘာကြောင့်လဲလို့ဆိုရင်သူတို့လုပ်ခဲ့တဲ့ကုသိုလ်ကံတွေကြောင့်ဖြစ်တာနော်ကုသိုလ်ကံတွေရဲ့အနေအထားတစ်ခုပေါ်မှာမူတည်ပြီးမတူညီမှုတွေဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကကမ္မံတတ္တိဝိပစ္စတိယတိတံဟိနနေတတယထက်တန်းကြတာအောက်တန်းကြတာဘယ်သူကအဆင့်ကိုသတ်မှတ်သွားတော့ဆိုရင်ကိုလုံးတဲ့ကုသိုလ်ကံတွေသတ်မှတ်တယ်မိသားစုတဦးထဲမှာညီကိုမောင်နှမအရင်ခြာကြီးဖြစ်တော်လဲပဲအဲ့ဒီအဆင့်ဆိုတာကွာသွားတာအဲ့ဒီကွာတာကိုဘယ်သူကခွဲပေးတယ်ဆိုကံတရားပဲကိုလုံးခက်တာတွေကြတော့မတူကြဘူးဒါကြောင့်မို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာကံကံရဲ့အကျိုးကိုသိမြင်ခြင်းဆိုတဲ့အသိဉာဏ်ရှိဖို့လိုအပ်တယ်စိတ်အားထက်သန်မှုဆန္ဒပြင်းပြမှုလုံလဝိရိယရှိမှုဆိုတာတွေလိုအပ်တယ်စိတ်ထက်တိမှတ်မှုဆိုတာတွေလိုအပ်တယ်အဲ့ဒါတွေနဲ့လုံးဝကုသိုလ်ကောင်းမှုဆိုတာပြည့်ပြည့်ဝဝရနိုင်တာမျိုးဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘာကုသိုလ်ပဲလုပ်လို့ကုသိုလ်ဆိုတာသူခောပုံညတ္တဥစ္စယောလို့ဆိုတဲ့အတိုင်းကုသိုလ်ကောင်းမှုတွေကိုယ်တဏ္ဍာမှာများပြားလာလို့ရှိရင်ချမ်းသာဒုက္ခရလာတယ်လူဘဝမှာကြည့်အခြေအနေကောင်းနေအစာကောင်းတောက်ဖွယ်ရာတွေကျမ်းမာစေတတ်တဲ့အစာအာဟာရတွေဆေးဝါးတွေဒါတွေမိဝဲသုံးဆောင်နေလို့ရှိရင်ကျမ်းမာရေးဟာကောင်းတဲ့ကောင်းလာတယ်လို့ပဲလူတွေမှာလည်းပဲကုသိုလ်ကောင်းမှုတွေများပြားလာလို့ရှိရင်ထိုကုသိုလ်ကံရဲ့အကျိုးတရားတွေဟာပေါ်လာမှာပဲဖြစ်တယ်ပေါ့သူခောပုံညတ္တဥစ္စယောပုံညတ္တကုသိုလ်ကောင်းမှုဥစ္စယောမိမိတဏ္ဍာမှာစုမိဆောင်းမိရှိခြင်းဟာသူခောချမ်းသာဒုက္ခရခြင်းအကြောင်းစစ်စစ်ဖြစ်တယ်လို့ဒီလိုဆိုလောကလူတွေကတော့တစ်မျိုးတွေးတယ်ချမ်းသာဖို့ဆိုတာတို့ပိုက်ဆံများများရှိရမယ်လို့တွေးကောင်းတွေးလိုက်မယ်ပိုက်ဆံရှိတိုင်းချမ်းသာသလားဆိုတော့ပိုက်ဆံရှိတိုင်းဘယ်ချမ်းသာမှာတော့ပိုက်ဆံရှိလို့ချမ်းသာတယ်ဆိုတာအဋ္ဌိဒုက္ခငါမှရှိတယ်ဆိုတဲ့အတွေးနဲ့ချမ်းသာတခုကဘောဂဒုက္ခစားရတဲ့ချမ်းသာကြွေးကင်းတဲ့အနန္တယဒုက္ခဒီချမ်းသာမျိုးလေးတွေတော့ရှိမှာပေါ့အဲ့ဒီချမ်းသာဟာတကယ်တော့အစစ်မှန်ချမ်းသာမဟုတ်ဘူးတည်တတ်ခိုင်မြဲတဲ့ချမ်းသာမဟုတ်ဘူးပိုက်ဆံရှိလို့တောကရောက်တဲ့လူတွေအများကြီးပဲပိုက်ဆံရှိလို့ဒုက္ခရောက်တဲ့လူတွေလည်းအများကြီးကြည့်ငွေကြေးတနာများလာပြီဆိုတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်စိတ်ထဲမှာတောကတွေဖြစ်လာရနော်ချမ်းသာလေးလေးဆိုရင်တောကများလေးလေးဒီလိုဖြစ်လာအဲ့ဒါကြောင့်မလို့ချမ်းသာဒုက္ခဆိုတာငွေကြေးတနာကအပြည့်အဝမပေးနိုင်ဘူးငွေကြေးတနာကိုအပြည့်အဝပေးနိုင်တဲ့ချမ်းသာဆိုတာမရှိဘူးအမတန်မှရှားပါတယ်အပြည့်အဝမပေးနိုင်တကယ်ချမ်းသာအစစ်တောကကင်းပြီးတော့ရနိုင်တဲ့ချမ်းသာဒုက္ခအစစ်ဆိုတာကုသိုလ်ကောင်းမှုကသာပေးနိုင်တာဖြစ်တယ်ပေါ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဟာအနဝိဇ္ဇဒုက္ခလို့ဆိုတဲ့အပြစ်ကင်းတဲ့ချမ်းသာဟာတောကမပါတဲ့ချမ်းသာစိုးရိမ်စရာမရှိတဲ့ချမ်းသာဒီဘဝမှာသာချမ်းသာတာမဟုတ်ပဲနောက်ဘဝထီအောင်ဘဝဆက်တိုင်းချမ်းသာတဲ့ချမ်းသာအစစ်ကိုပေးနိုင်တာဖြစ်တယ်ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားသူခောပုံညတဥစ္စယောဘဝအဆင့်ကိုမြင့်တင်ပေးတတ်လို့ပုံညလို့ဆိုရတဲ့ကုသိုလ်ကောင်းမှုကိုမိမိတဏ္ဍာမှာရအောင်စီးပူအားထုတ်ခြင်းဟာချမ်းသာဒုက္ခရခြင်းအကြောင်းဖြစ်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကတိုက်တွန်းတယ်ပုံညံစေပုရိသောကရေတာလူဖြစ်လာလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ပါတဲ့နော်ချမ်းသာခြင်းဘာလို့ကုသိုလ်ကောင်းမှုလုပ်ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာဘယ်လိုဟာတွေကကုသိုလ်ကောင်းမှုတုံးလို့မေးလိုက်မယ်ဆိုရင်ပတ်စံမရှိလို့မလှူနိုင်ဘူးဆိုတဲ့လူတွေကငါတို့တော့ဒါနကောင်းမှုမလုပ်နိုင်ဘူးလို့ထင်ကောင်းထင်လိမ့်မဟုတ်ဘူးဆွန်လေးတစ်စုံလောင်းတာလဲဒါနကောင်းမှုပဲနော်ကိုစားတဲ့ထဲကတလုံးတစုခွဲခြားလှူတာလဲဒါနကောင်းမှုပဲ
ဖះပန်းလေးတစ်ခွင့်တင်လိုက်မယ်စီမီလေးတစ်တိုင်းလှူမယ်ရေချမ်းလေးတစ်ခွက်ကတ်မယ်ဒါတွေကဒါနကောင်းမှုတွေပဲကိုစားတဲ့ထဲကတနေ့တစ်လုံးဆိုတာဘယ်သူပဲဖြစ်ဖြစ်ခွဲဝေပေးနိုင်တယ်ပေါ့အဲ့ဒါလို့ပေးကမ်းလှူဒန်းခြင်းဟာလည်းဒါနကောင်းမှုဆိုတာဖြစ်တယ်အဲ့တော့ဒါနဆိုတာမဖြစ်ဖြစ်အောင်ကြိုးစားအထောက်ဒါကြောင့်လို့မဂ္ဂဒေဝလင်္ကာထဲမှာရေအေးတစ်ခွက်စီတစ်ဆက်နဲ့လက်ဖက်တယိုးကြံတချိုးမြတ်နော်ကြံတချိုးမြတ်မျက်နှိုးချီပြူဒါနဟုသည်ကုသိုလ်ကောင်းမှုရရပြုလောအေးတို့တော့လှူစရာမရှိလို့မလှူရဘူးဆိုတဲ့လူမျိုးတွေမဖြစ်ရအောင်ရေအေးတစ်ခွက်စီတစ်ဆက်နဲ့လက်ဖက်တယိုးကြံတချိုးမြတ်မျက်နှိုးကြည်ဖြူဒါနဟုသည်ကုသိုလ်ကောင်းမှုရရပြုလှုပ်ဖြစ်အောင်လုပ်ရမယ်လို့ဆိုဒါနကောင်းမှုရဲ့အကျိုးလွန်ဘဝမှာပြည့်ပြည့်စုံစေတဲ့အရာတစ်ခုဒါကြောင့်မို့ဒီကုသိုလ်ကောင်းမှုဆိုတာလုပ်ရမယ်တဲ့မြတ်စွာဘုရားပုံညာစေပုရိသောခရီးတာကုသိုလ်ကောင်းမှုလုပ်ပါတဲ့ဒါဖြင့်လုပ်ပြီးဆိုရင်ရောအဲ့ဒီကုသိုလ်ကောင်းမှုလုပ်ပြီးဆိုရင်ခရီးတာနံပုဏ္ဏပုဏ္ဏချိန်ချိန်ထပ်ထပ်လုပ်ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်အချိန်ချင်းလုပ်တစ်ခါလေးနဲ့ဂျင်းတ်မနေနဲ့ဘာဖြစ်လို့အချိန်ချင်းလုပ်ခိုင်းတာတော့ဆိုရင်ကောင်းကျိုးချမ်းသာတွေရစေခြင်းလို့လူကလည်းကောင်းကျိုးချမ်းသာတွေရခြင်းဒါကြောင့်မို့ကုသိုလ်လုပ်တယ်ဆိုအချိန်ချင်းထပ်ထပ်လုပ်ကောင်းတဲ့လုပ်ဆိုတာထပ်ထပ်လုပ်ဖို့လိုအပ်တယ်အဲ့ဒါကိုမြတ်စွာဘုရားပုံညာစေပုရိသောကိယအဲ့ဒီမှာရှေ့ပိုင်းစကားကမြတ်စွာဘုရားကတိုက်တွန်းတဲ့သဘောကုသိုလ်ကောင်းမှုကိုလုပ်ပါလုပ်ပြီးဆိုရင်လည်းအချိန်ချင်းထပ်ထပ်ပြီးတော့လုပ်ပါဒီလိုဆိုလို့တယ်နော်တစ်ချိန်တစ်ခါလည်းနဲ့မချိန်နှပ်ပါနဲ့လုပ်ပါကယိရဏံပုဏ္ဏပုဏ္ဏတမ္မိသန္တံကယိရကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ဆန္ဒကိုအမြဲမွေးထားပါလို့ဟောဒီလိုဆိုလို့